ကဲဆိုတော့ဒီအပိုင်းလေးကတော့ကြိုတင်တိမှတ်ထားရမယ့်အပိုင်းလေးဖြစ်ပါတယ်အဲ့တော့ကြိုတင်တိမှတ်လေ့လာထားရမယ့်အပိုင်းလေးဖြစ်ပါတယ်ဘာကြောင့်မကြိုတင်လေ့လာထားရမယ့်အပိုင်းလဲဆိုလို့ရှိရင်အဲ့တော့ exercise 1.5 က number 3A ကိုဆရာတို့တွက်တော့မယ်ဆိုရင်ဒီကောင်လေးကိုဒီအပိုင်းကိုနားလည်ထားမှရမှာအဲ့တော့ 1.5 က number 3A ကိုတွက်မယ်ဆိုရင်ဒီအပိုင်းနေနားလည်ထားဖို့လိုပါတယ်အဲ့တော့ဘာကြောင့်ပြောလို့ဆိုရင်အဲ့ဒီ number 3A မှာဆိုလို့ရှိရင် तू ကဒီမှာ sin ပိုင်း h ပိုင်းကြီးရဒီမှာ8ဖြစ်နေတယ်အဲ့လိုပိုင်းကြီး8ဖြစ်နေတဲ့ကောင်ကိုဆိုတော့ calculator နှိပ်ကြည့်မယ်ဆိုလို့ရှိရင် calculator နှိပ်လို့မရဘူးအပိုင်းဓာတ်မတွေထွက်မှာအဲ့ဒီမှာကြည့်ကြည့်လိုက်လေဆိုတော့ဒီမှာ calculator နှိပ်ပြမယ်နော်ဒီမှာ calculator ပေါ်လာပြီဒါလေးပဲဆက်လာရွှေ့လိုက်မယ်အဲ့တော့ဒီမှာဆိုတော့ complex radian မှာဟုတ်ပြီအဲ့တော့ဒီမှာဆိုတော့ sin ပိုင်း h ကိုနှိပ်ကြည့်ကြရအောင်အဲ့ဒီမှာ sin ဒီမှာဆိုတော့ပိုင်း h ဒီပေါ်မှာပိုင်းနှိပ်လိုက်မယ် h ဆိုတော့အောက်ကိုတစ်ချက်ရွှေ့လိုက်မယ်ဒီမှာဆိုတော့ပိုင်း h ပိုင်းကြီး h နော်ပိုင်းကြီးဒီကောင်ခွင်းပြန်ပိတ်တယ် calculator နှိပ်ကြည့်လိုက်ပါအော်ဒီမှာဆိုတော့အဖေကဓာတ်မဂိမ်းတွေထွက်နေတာဒါကြောင့်ဆိုတော့အဲ့ဒီ exercise 1.5 number 3 က A ကိုဆိုတော့ calculator နှိပ်ပြီးတော့ဖြည့်ရှင်းလို့မရဘူးအဲ့တော့ cos ပိုင်း A ကိုနှိပ်ကြည့်တော့ cos ပိုင်း A ကိုတစ်ချက်ပြန်နှိပ်ကြည့်မယ်အဲ့တော့ cos ဒီမှာဆိုအပိုင်း x ဆိုတော့အပိုင်းငင်းဖော်မယ်အပေါ်မှာပိုင်းရှိမယ်အောက်မှာဆိုတော့ h ရှိမယ်ပေါ့နော်ဒီဘက်ရွှေ့လိုက်မယ်ပြီးတော့ခါမှဝင်းပြန်ပိတ်မယ်အဲ့တော့ cos ပိုင်း A ကိုနှိပ်လိုက်မယ်ဆိုရင်ဒီမှာဓာတ်မဂိမ်းတွေထွက်တာပဲဆိုတော့ဗာလဲဆိုလို့ရှိရင်ဒီကောင်လေးကိုဆိုတော့ number 3A ကို calculator နှိပ်ပြီးဖြည့်ရှင်းလို့မရဘူးအဲ့တော့ဆိုတော့ဗာနဲ့ဖြည့်ရှင်းရမယ်ဆိုရင် grade 11တော့ဆရာတို့လေ့လာခဲ့တဲ့ Twigo နဲ့ဖြည့်ရှင်းကြမှာဖြစ်ပါတယ်အဲ့ grade 11တော့သင်ခဲ့တဲ့သင်ခန်းစာတွေနဲ့ဖြည့်ရှင်းကြရမယ်အဲ့တော့ complex number မှာပိုင်းကြီး8ဖြစ်နေလို့ calculator နှိပ်မရလေရင်ဒီအောက်ကအပိုင်းတွေကိုနားလည်ဖို့လိုပါတယ်အဲ့တော့ဒီမှာ sin ပိုင်း 8တော့ cos ပိုင်း 8တော့ဒီလိုမျိုးအစရှိတဲ့ဖြစ်ပုံပါအဲ့တော့ဒီမှာရှားကြည့်ကြရအောင်အဲ့တော့ဒီ sin ပိုင်း h ရှိမယ် cos ပိုင်း h ရှိမယ်ပြီးသွားတဲ့အခါမှာဒီနေ့မှာဆိုတော့ပြောင်းသွားပြီးတော့3ပိုင်း 8တို့7ပိုင်း h တို့11ပိုင်း h တို့ပေါ့အဲ့ဒါတွေဘယ်လိုမျိုးလေးအရင်ဦးဆုံးတွက်ကြမလဲဆိုလေ့လာမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုကြည့်ရတာ unit circle လေးရှိမယ်အဲ့တော့ဒီနေ့ unit circle လေးရှိမယ်ဆိုလို့ရှိရင်ဆက်ကြည့်အောင်ဒီပထမ၄ပိုင်းစိတ်ထဲမှာဆိုရင်တော့ဒါလည်းရှိရင် all ဆိုတာဒီနေ့ဒီမှာဆိုတော့ ASTC ပေါ့ဒီလိုမျိုး ASTC နဲ့ဆိုတော့လေ့လာခဲ့ရအောင် okay 11တော့ A ဆိုတာ all အားလုံးပြောချင်တာအားလုံးအပေါင်းပဲဖြစ်ပါတယ်အဲ့ပထမ၄ပိုင်းစိတ်ထဲမှာလက္ခဏာအားလုံးအပေါင်းဖြစ်တယ်အဲ့တော့ဒုတိယ၄ပိုင်းစိတ်ထဲမှာတော့ sin ဆိုတာဗါလဲ sin နဲ့သူ့ရဲ့ပြောင်းပြန်ပေါ့ sin နဲ့သူ့ရဲ့ပြောင်းပြန်ကိုဆက်နဲ့ပဲအပေါင်းဖြစ်ပါတယ်အာသာမိုင်းနဲ့တခြားအကောင်တွေအနှုတ်တွေဖြစ်ပါတယ်အဲ့တတိယ၄ပိုင်းစိတ်ထဲမှာဆိုတော့ t ဆိုတာတန်းကိုပြောတာပါတန်းနဲ့သူ့ရဲ့ပြောင်းပြန်ပေါ့တန်းနဲ့သူ့ရဲ့ပြောင်းပြန်ကိုတန်းချင်းပဲအပေါင်းဖြစ်ပါတယ်ကျန်တဲ့အာသာမိုင်းနဲ့တချို့ကျန်တဲ့ကောင်တွေကလက္ခဏာတွေအနှုတ်တွေဖြစ်တယ်ဆိုတာသိရမယ်အဲ့မတက်တိစတုထ၄ပိုင်းစိတ်ထဲမှာဆိုရင်တော့ cos ဆိုတာ cos နဲ့သူ့ရဲ့ပြောင်းပြန်ဆက်နဲ့ပဲအပေါင်းတွေဖြစ်ပါတယ်အာသာမိုင်းနဲ့ဆိုတခြားကောင်တွေအနှုတ်တွေပါအဲ့တော့ပြန်ပြောရမယ်ဆိုလို့ရှိရင် ASTC ဗနည်းအားဖြင့် all sine tan cos ပေါ့အဲ့တော့ပထမ၄ပိုင်းစိတ်ထဲမှာဆိုရင်တော့ဆိုတော့ဒီကိုအချိုး6ရှုံးသလိုကအပေါင်းတွေဖြစ်တယ်ဒုတိယ၄ပိုင်းစိတ်ထဲမှာဆိုရင်တော့ sin နဲ့သူ့ရဲ့ပြောင်းပြန် cos နဲ့ပဲအပေါင်း sin နဲ့ cos နဲ့အပေါင်းအာသာမိုင်းနဲ့ဖြစ်တယ်တတိယ၄ပိုင်းစိတ်ထဲမှာဆိုရင် tan နဲ့သူ့ရဲ့ပြောင်းပြန်ကိုတန်းချင်းပဲအပေါင်းကျန်တာအနှုတ်ဖြစ်တယ်စတုထ၄ပိုင်းစိတ်ထဲမှာဆိုရင် cos နဲ့ sin နဲ့ပဲအပေါင်းကျန်တာကအနှုတ်ဖြစ်တယ်ဆိုတဲ့ဒီအချက်တွေသိရမယ်ပြီးတော့နောက်ထပ်ဒီမှာဒါအသုံးများတယ်ဗါလေးဆိုဒီကောင်ကအသုံးများတဲ့ဆိုတော့formula လေးတွေပေါ့နော်အလုံးကိုဆိုတော့အသုံးများတဲ့ formula တွေ sin minus theta ဆိုရင်じゃဘာရမလဲဆိုရင် sin theta minus sin theta ရတယ်ဒီမှာအနှုတ်လေးကရှေ့ထွက်သွားတဲ့ပုံစံပေါ့အနှုတ်ကပျောက်မသွားဘူးနော် sin minus theta ဆိုရင် minus sin theta ဒါ grade 11နဲ့သင်ခဲ့တဲ့ကောင်လေးအဲ့တော့ cos minus theta ဆိုရင်တော့ဒါအနှုတ်ပျောက်သွားပြီးတော့ cos theta ရဖြစ်ပါတယ်အနှုတ်မပါတော့ဘူးအနှုတ်မပါတော့ဘူးနော်အဲ့တော့ sin minus theta ဆိုရင် minus sin theta cos minus theta ဆိုရင် cos theta ရတယ်ဆိုဒီချက်သိရပြီးတဲ့ခါမှာ sin pi by 2 minus theta ပေါ့ဒါဆို sin pi by 2 minus theta ဆိုရင်ဒါဒီ pi by 2ဆို90ဒီဂရီအဲ့တော့90နှုတ်ထားတဲ့အခါမှာအချိုးပြောင်းသွားတယ် sin ကနေပြီးတော့ cos ဖြစ်သွားတယ် cos theta ရတယ်တောက်ကောင်ထင်ရတာပေါ့အဲ့တော့ cos pi by 2 minus theta ဆိုတာ90ဒီဂရီဆိုတာကျတော့90ဒီဂရီပေါက်ပေါက်နှုတ်နှုတ်အချိုးပြောင်းတဲ့အခါမှာ cos ကနေပြီးတော့ဒီမှာ sin ပြောင်းသွားတယ်ပြီးသွားတဲ့အခါမှာနောက်က theta ကျန်တယ်အဲ့တော့သိရမှာက sin minus theta ဆိုရင် minus ကရှေ့ထွက်သွားပြီးတော့ minus sin theta cos minus theta ဆိုရင် minus ပြောက်သွားပြီးတော့ cos theta pi by 2 minus theta ဆိုလို့ရှိရင်အချိုးပြောင်းသွားတယ် sin နဲ့ cos ဖြစ်သွားတယ်နောက် theta ကျန်တယ် cos pi by 2 minus theta ဆိုလို့ရှိရင်အချိုးပြောင်းသွားတယ် sin နောက်က theta ကျန်တယ်ဒါတွေဒီ formula တွေသိရပြီးတဲ့ခါမှာဒီမှာ hard angle formula ပေါ့ sin theta by 2ဆိုလို့ရှိရင် plus minus 1 minus cos theta by 2ဖြစ်တယ်ဒီတရားဒီမှာဆိုပါလဲဆိုရင်ဒီ theta by 2လေးကိုဒီမှာဆိုတော့ theta by 2ဒီမှာက theta လို့ဒီမှာရှိတာ哦ဒါဘယ်လိုနားလည်ရမလဲဆိုရင်ဒီမှာ theta by 2နဲ့ theta ဖြစ်သွားရဲဆိုတာဘယ်လိုဖြစ်သွားရဲဆိုရင်ဒီကောင်က theta ရဲ့တစ်ဝက်ပဲဖြစ်ဒါ theta အပြည့်ရှိတယ်တနည်းအားဖြင့်ဒီ theta by 2လေးပေါ့တစ်ဝက်ဖြစ်နေတယ်ဆိုတော့ theta by 2လေးကို2နဲ့2ဆဖြစ်သွား2နဲ့မြောက်လိုက်တာပေါ့2ချင်းကျေသွားတဲ့ကောင်ဒီမှာ theta ဖြစ်သွားတယ်အဲဒီမှာဆိုတော့ cos theta by 2ဆိုရင် plus or minus 1 plus cos theta by 2เนาะဒီနံပါတ်ဆိုတော့ sin ဆိုလို့ရှိရင်ဒီမှာ minus ဖြစ်တယ် cos ဆိုရင်ဒီနံပါတ် plus ဖြစ်သွားတာပေါ့အဲ1 plus cos theta by 2အဲဒီမှာကြည့်နော်ဒီမှာ theta by 2ဆိုလို့ရှိရင်ဒီမှာဘာဖြစ်သွားပြီဆိုရင် theta ဖြစ်သွားတယ် theta by 2ကနေဒီမှာ theta ဖြစ်သွားတယ်တနည်းအားဖြင့် theta ရဲ့တစ်ဝက်ကနေ theta အပြည့်ဖြစ်သွားတယ်တနည်းအားဖြင့်အဲ့ဒီ theta by 2ကို
နှစ်စပေါ့နှစ်နှစ်မြောက်ရတာဖြစ်ပါတယ်နှစ်နှစ်မြောက်တဲ့ခါမှာ2လို့ကြေသွားပြီဒီမှာတီတာဖြစ်သွားတာဖြစ်ပါတယ်အဲ့တော့ဒီမှာဆက်ကြည့်ကြရအောင်ဒါဒီဆက်တော့ sin တီတာပိုင်း2ဆိုလို့ရှိရင်သူ့ရဲ့ formula cos တီတာပိုင်း2ဆိုတာသူ့ရဲ့ formula ဖြစ်တယ်တကယ် tan တီတာပိုင်း2ဆိုရင်ရော tan တီတာပိုင်း2ဆိုလို့ရှိရင်ဆက်တော့ဒီမှာဒီကောင်ကြီးကိုဒီကောင်နဲ့စားတာဖြစ်ပါတယ် tan ကိုလို့ချင်း sin ကို cos နဲ့စားတဲ့အခါမှာဒီကောင်နဲ့စားတဲ့အခါမှာဒီ2နဲ့2နဲ့ကကြေသွားပြီးတော့1 minus 1 cos တီတာပိုင်း1 plus cos တီတာဖြစ်ပါတယ်ဒါဆိုတော့ tan တီတာပိုင်း2ဆိုရင်ဒီလို plus minus square root of 1 minus cos တီတာပိုင်း1 plus cos တီတာရှိတယ်နောက်ထပ်ဒီမှာအသုံးများတဲ့တစ်ခုပေါ့အသုံးများတဲ့ကောင်တစ်ခုကဒီမှာအပေါ်ကကောင်ရင်းထားမယ်ပိုင်းဝေမှာရှိတဲ့1 minus cos တီတာရင်းထားတယ်ပြီးသွားတဲ့ခါမှာ sin တီတာနဲ့စားတယ်ဒါလည်းဆိုတော့ဒီ tan တီတာပိုင်း2ရဲ့ formula တစ်ခုပါနောက်ထပ်ဒီမှာ tan တီတာပိုင်း2ရဲ့နောက်တဲ့ formula တစ်ခုကဒီပိုင်း j ကိုဒီတိုင်းထားမယ်အဲ့တော့1 plus cos တီတာဒီတိုင်းထားမယ်ပိုင်းဝေက sin တီနဲ့စားတဲ့ပုံစံပေါ့အဲ့တော့နားလည်မထင်ပါနဲ့အဲ့ tan တီတာပိုင်း2ကိုလိုချင်တယ်ဆိုရင်ဒီကောင်ကိုဒီကောင်နဲ့စားတဲ့အခါမှာဒီကောင်ကြီးရပါတယ်ဗျာနောက်တဲ့ဒီအောက်က formula နှစ်ခုပြောမယ်ဆိုလို့ရှိရင်ဒီမှာအပေါ်ကပိုင်းဝင်ရင်းထားရမယ်1 plus cos တီတာအောက်ကဆိုတော့ sin တီတာနဲ့စားတယ်ပြီးသွားတဲ့အခါမှာပိုင်း j ဒီတိုင်းထားမယ်1 plus cos တီတာပိုင်းကိုဆိုတော့ဒီအပေါ်က1 minus နော်1 minus cos တီတာဒါဆိုတော့ minus ဖြစ်ရပြန်လေနော် minus ဖြစ်ဖို့လိုပါတယ်1 minus ဆိုတော့ဒီမှာကြည့်ပေါ့အဲ့တော့ဒီနေ့လေးက1 minus cos တီအောက်က1 plus cos တီတာပိုင်းဒီတိုင်းထားမယ်ဆိုရင်အပေါ်က sin တီတာနဲ့အပေါ်က sin တီတာထားတဲ့ပုံစံပေါ့ဒီတိုင်းသွားမှာဖြစ်ပါဒါ formula လေးပြောတော့တာဖြစ်ပါတယ်ယခုဒီမှာသွားကြရအောင်အဲ့တော့ဒီမှာအဲ့ဒီ exercise 1.5 number 3 equal to မယ်ဆိုရင် pi by 8ဒီ pi by 8ကိုဘယ်လိုမျိုးရှာကြမလဲပေါ့အဲ့တော့ဒီမှာကြည့်လိုက်လေ pi by 8ဆိုတဲ့ sin pi by 8ကိုဆက်ဖြည့်ရှင်းမယ်ဆိုလို့ရှိရင်ကျွန်တော်ပြောတာဒီမှာတီတာပိုင်း2ကနေပြီးတော့ဒီမှာတီတာဖြစ်သွားတယ်အဲ့တီတာပိုင်း2ကို2နဲ့ညှောက်လိုက်တဲ့အခါမှာ2ချင်းကျေးသွားတီတာဖြစ်သွားတယ်အဲ့လိုပါဒီမှာ pi by 8ကိုလည်းဆိုတော့ဒီမှာဒီနန်းလေးရောက်သွားခြင်းတယ်ဆိုအဲ့ဒီ pi by 8ကိုဆက်တော့ကနေပြီးတော့2နဲ့ညှောက်လိုက်ဒါဆိုရင်2တက်လေး2နဲ့4ဆိုတော့ pi by 4ဖြစ်သွားတယ် pi by 4အဲ့တော့ဒီနန်းလေး pi by 8ကနေဒီနန်းလေးမှာဆိုတော့ pi by 4ဖြစ်သွားပါတယ်အဲ့တော့မဆိုတော့ sin ဆိုတဲ့အတွက် sin တီတာပိုင်း2ဆို sin pi by 8ဆိုလို့ရှိရင်ဒီနေ့မှာ1 minus တီတာနေရာမှာ1 minus cos ဆိုတော့ဒီမှာ1 minus cos တီတာနဲ့မှာ1 minus cos pi by 4ဖြစ်သွားပါတယ်အဲ့တော့ pi by 8ကို2နဲ့ညှောက်ရတဲ့အခါမှာ pi by 4ဖြစ်သွားတာကိုဒါသိထားရမယ်အဲ့တော့ဒီမှာ2ကိုဖြည့်ရှင်းမယ်2ကိုဖြည့်ရှင်းမယ်ဆိုလို့ရှိရင်အဲ့တော့သိရမှာက1ကတော့1ပဲ minus cos pi by 4ကိုဆိုတော့နေပြီးတော့ special angle ကြည့်မယ်ဆိုရင် cos pi by 4ဆိုတာ √2/2 ပဲလေအဲ့တော့ √2/2 ရပါတယ်အဲ့ဒီရရှိပြီးတော့ဆရာဘာဆက်လုပ်မလဲဆိုလို့ရှိရင်ဒီမှာကြည့်လိုက်လေဒီအပိုင်းဝင်မှာရှိတဲ့ √2/2 ပိုင်းချင်းရဲ့2လေးပြောက်သွားခြင်းနဲ့ဆိုရင်အကုန်လုံး2နဲ့လိုက်မြောက်မယ်ဒီကောက်နဲ့2နဲ့မြောက်မယ်ရှေ့က1ကို2နဲ့မြောက်မယ်အောက်ကပိုင်းကြီးကို2နဲ့မြောက်မယ်ပိုင်းကြီးကို2နဲ့မြောက်တဲ့အခါ2နဲ့4ဖြစ်သွားမယ်ဒီ √2/2 ကို2နဲ့မြောက်တဲ့အခါမှာ2နဲ့ကျေသွားပြီးတော့ -√2 ကျန်မယ်ရှေ့က1ကို2နဲ့မြောက်တဲ့အခါမှာ2ဖြစ်သွားတာဖြစ်ပါတယ်အဲ့တော့အပေါ်အောက်က2နဲ့လိုက်ပြီးတော့မြောက်လိုက်တဲ့ပုံစံပေါ့ပြီးတော့ဒါ square root 2 - √2/4 ရတယ်အဲ့ဒီမှာအဲ့တော့ဒီအကောက်ကြီးကတစ်ခုလုံးနဲ့ဆိုင်နေအဲ့တော့ဒီမှာဒီကောင်လေးကိုစတော့နေပြီးတော့အောက်ကရှိတဲ့4လေးကို square root ရှာရတဲ့အခါမှာ2ဖြစ်သွားပါတယ်ဒါဆိုလို့ရှိရင်အောက်ကအကောက်မရှိတော့ဘူးဒါဆိုရင် square root 2 - √2 အပေါ်ပဲညတယ်အပေါ်က square root ပဲကျန်တော့တာဟုတ်အဲ့တော့သိရမှာဒီအဆင့်ကိုနားလိုက်ဖို့လိုတယ်နော်ဒီအဆင့်လေးကိုမျက်စိထဲမှာအဲ့ဆိုတော့ဆရာတွေကတော့ရှင်းပါတယ်တချို့ကလေးတွေဆိုမျက်စိလည်မှာဆိုပြရှင်းပြမယ်အဲ့2 - √2 ဒီတိုင်းရှိတာဆိုတော့ဒီအကောက်ကြီးကအသုံးခုသလုံးနဲ့ဆိုင်တယ်ဒီအကောက်ကြီးဒါဆိုလို့ရှိရင်ဒီလိုမျိုးချက်ပြန်ခွဲလိုက်မယ်2 - square root အဲ့တော့ဒီမှာဒီအကောက်ကိုအပေါ်ပိုင်းတော့ဒီတိုင်းထားလိုက်မယ်အောက်က4ကိုဒီတိုင်းပြန်ရေးလိုက်မယ်square root 4ပေါ့ဒါဆိုအပေါ်ကကောင်ဒီတိုင်းပြန်ရေးမယ်square root 2 minus square root 2ဖြစ်တယ်ဒီမှာဆိုတော့ square root 4ဆိုတာ2ပဲဒါဆိုရင်အဖြစ်ရဒီမှာဆိုတော့ square root 2 minus √2/2 ရရှိသွားတယ်အဲ့တော့ sin pi by 8ကနေဒီကောင်ရရှိသွားတယ်သိရပြီဒါဆိုရင်ဒီမှာနော်ဒါ sin pi by 8ရဲ့အဖြစ်ရဒီကောင်ဆိုတာမှတ်ထားရတော့မယ်မှတ်ထားပါအဲ့တော့ပြီးသွားတဲ့အခါမှာဒီမှာ cos pi by 8ဆိုလို့ရှိရင်လည်းဒီမှာ cos pi by 8လို့ပြလိုက်တယ်ဒီမှာ theta by 2 theta by 2ကနေဒီမှာ theta ဖြစ်သွားတယ်theta by 2ကို2နဲ့မြောက်ရတဲ့အခါမှာ2ရင်း2ကြီးဆို theta ဖြစ်သွားတယ်အဲ့တော့ pi by 8ကိုလည်း2နဲ့မြောက်ရတဲ့အခါမှာ1တဲ့2 4 4ဆိုတဲ့အတွက် pi by 4ဒီနေ့မှာ pi by 4ဖြစ်သွားပါတယ်အဲ့တော့1 plus cos pi by 4 by 2ဖြစ်သွားတယ်အဲ့ဒီအချိန်မှာဆရာတို့ကနေဘာလုပ်မလဲဆိုရင်1ကတော့1ပဲ cos pi by 4ဆိုတာ √2/2 ဖြစ်တယ်အဲ့တော့ခုနလိုပါပဲဘာလို့ဆက်လုပ်မလဲဆိုလို့ရှိရင်အကုန်လုံးကိုဆရာတို့က2နဲ့မြောက်လိုက်အောင်မယ်ဒီပိုင်းကြီး2လေးမြောက်သွားချင်တယ်ဒီမှာဒီကောင်2နဲ့မြောက်မယ်အောက်ကကောင်လည်း2နဲ့မြောက်တယ်ဒီ1ကို2နဲ့မြောက်တယ်အဲ့တော့အောက်ကကောင်မြောက်တဲ့ခါမှာ4ဖြစ်သွားမယ်အပေါ်ကဒီမှာ2နဲ့ကျေသွားတဲ့ခါမှာ √2 ကျန်တယ်1ကို2နဲ့မြောက်တဲ့ခါမှာ2ကျန်မယ်ပြီးသွားတဲ့ခါမှာဒီဆရာတို့ကအောက်ပိုင်းချင်းမှာရှိတဲ့4လေးကို square root ရှာတဲ့အခါမှာ2ပဲရသွားမယ်အပေါ်ကကောင်တော့ square root ပေါ့အဲ့တော့ square root √2 plus square root 2 by 2လို့ပြန်တာဖြစ်ပါတယ်အဲ့တော့ဒီမှာဖြစ်သွားမယ်ဆိုရင်ဒါလေးမှတ်ထားပေးပါ sin pi by 8ဆိုရင်သူ့ရဲ့အဖြေက square root √2 minus √2/2 cos pi by 8ဆိုလို့ရင် square root 2 plus square root 2/2 ရရှိသွားတယ်ဒီမှာဒီကောင်လေးပေါ့အဲ့တော့ဒီမှာ cos ဆိုရင်ဒီမှာအပေါင်းဖြစ်တယ်ဆိုတာသိရမယ်နော် sorry ပြန်ဖြတ်လိုက်မယ်အဲ့တော့ဒီမှာဆိုတော့သိရမှာက sin ဆိုလို့ရှိရင်ဒီနေရာမှာအနှုတ်ဖြစ်တယ် cos pi by cos ဆိုလို့ရှိရင်ဒီနေရာမှာအပေါင်းဖြစ်တယ်ဆိုဒီအချက်လေးပေါ့ဒီကောင်လေးတွေ
သူ့ရဲ့အဖြေလေးတွေကိုမှတ်ထားပေးပါနောက်သင်ခန်းစာဆက်သွားမယ်နော်အဲ့တော့ကြိုတင်သိမှတ်ထားမယ်အပိုင်းကဒါကြို